ကိုကျင့်တရားဆိုတာအကျင့်သီလနဲ့ပြည့်စုံတဲ့အနေအထားတစ်ခုရှင်းညွှန်းပြီးတော့ပြောတာကိုကျင့်သီလကောင်းမွန်တဲ့ပုဂ္ဂိုလ်တွေဟာရှေ့မှာမဟုတ်တာမလုပ်သလိုကိုယ်ရမှာလည်းပဲမဟုတ်တာလုပ်လို့မရှိကြဘူးကိုကျင့်သီလကောင်းပြီဆိုလို့ရှိရင်တော့မြည်သည့်နေရာမှာပဲနေမဟုတ်တာလုပ်လို့မရှိကြတော့ဘူးသို့သောကိုကျင့်တရားဆိုတာလူတိုင်းတော့ကောင်းကြတာမဟုတ်ဘူးပေါ့ကိုကျင့်တရားကောင်းမှုဆိုတာအတော်ကြိုးစားရမှာဖြစ်ပါပုရုဇဉ်ရဲ့သဘာဝလျောက်ကိုကျင့်တရားနဲ့ပတ်သက်လာလို့ရှင်လူရှိသူရှိမှာတော့မကောင်းတာမလုံးဝညတော့လည်းပဲကွယ်ရမှာတော့မကောင်းတာလှုပ်လိလှုပ်တာရှိကြတယ်ဆိုတာလောကကြီးမှာထင်ရှားနေတယ်မြတ်စွာဘုရားရဲ့ခုံတော်တစ်ခုထဲမှာအရဟံဆိုတဲ့ခုံတော်ကဗရမထူးခြားတယ်လို့ပြောမှာလောကမှာလူကြီးလူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေတောင်စိတ်ကြွယ်ရရောက်လို့ရှိရင်သူမသိအောင်မကောင်းတာတွေလုပ်တတ်ကြတယ်ပေါ့မြတ်စွာဘုရားမှာတော့စိတ်ကြွယ်ရမှရောက်တော့လဲမကောင်းမှုအကုသိုလ်ဆိုတာလုပ်တာမရှိဘူးတိတ်ဘုံမဟုတ်တာလုပ်တဲ့အလုပ်လုံးဝမရှိလို့အရဟစိတ်ကြွယ်ရ၌တောင်မကောင်းတာမလုပ်ဘူးဆိုတဲ့ခုံပေါ့အဲ့တော့ဒီကောင်ကိုကြည့်မယ်ဆိုလို့ရှိရင်အမှန်ပုဂ္ဂိုလ်တွေကစိတ်ကြွယ်ရတွေ့ပြီဆိုရင်မကောင်းတာလုပ်လို့လှုပ်တာရှိတယ်ဆိုတာထင်ရှားတယ်ပေါ့အဲ့တော့ကိုကျင့်သီလနဲ့ပတ်သက်လာလို့ရှိရင်တကယ်သူတော်စင်တွေကြတော့လောကမှာမကောင်းတာလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးလို့သတ်မှတ်ထားတာဖြစ်တယ်အဲဒီလိုသတ်မှတ်ထားလို့ရှိရင်မကောင်းတာလုပ်ဖို့နေရဆိုတာသူတို့မှမရှိကြဘူးစိတ်ကြွယ်ရဆိုတာသူတို့ရှာလို့မတွေ့ဘူးပေါ့ကိုကျင့်တရားပြပြတဲ့ပုဂ္ဂိုလ်တွေကတော့စိတ်ကြွယ်ရဆိုတဲ့နေရာမှာသွားလောက်ကြတယ်လူအများစုကစိတ်ကြွယ်ရလို့ထင်ပြီးတော့မကောင်းမှုတွေကိုလုပ်ကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးအတွေးခေါ်တွေကမင်္ဂဘုတ်လို့တာပေါ့မြတ်စွာဘုရားဟောတဲ့တရားတွေမှာဆိုရင်နတ္ထိလောကေရဟောနာမလောကမှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးတဲ့သို့တော့လူတွေကစိတ်ကြွယ်ရလို့ထင်တယ်စိတ်ကြွယ်ရဆိုတာဘယ်သူမှမမြင်တဲ့နေရာဘယ်သူမှမရှိတဲ့နေရာကိုစိတ်ကြွယ်ရလို့ပြောကြတာကိုတယောက်တည်းပဲတခြားပုဂ္ဂိုလ်ဘယ်သူမှမရှိဘူးဘယ်သူမှမမြင်နိုင်ဘူးပတ်ဝန်းကျင်ကကိုယ်ကိုမမြင်နိုင်ဘူးဆိုတဲ့နေရာမျိုးကိုစိတ်ကြွယ်ရလို့ယူဆကြတယ်အဲ့တော့မြတ်စွာဘုရားကတော့နတ္ထိလောကေရဟောနာမလောကမှာစိတ်ကြွယ်ရဆိုတာမရှိဘူးတဲ့ဘယ်သူအတွက်လဲဆိုရင်ပါပကမ္မပကရုပ္ပတောမကောင်းတဲ့အလုပ်လုပ်ချင်တဲ့ပုဂ္ဂိုလ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးရတော့အပြင်လူတွေဟာကောင်းတဲ့အကျင့်နေကြတော့လူရှိသူရှိမှပြသကြတာမဟုတ်တဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုရင်တော့ကြွယ်ရမှာပုံရှုကြွယ်ရှုလုပ်လို့ရှိကြတာအဲ့ဒါကြောင့်မို့လို့မကောင်းမှုအကုသိုလ်လုပ်တာစိတ်ကြွယ်ရရှိတယ်လို့တမန်ပုဂ္ဂိုလ်တွေကထင်ပြီးမဲ့ပညာရှိသူတော်ကောင်းတွေကတော့မကောင်းတဲ့အလုပ်ကိုလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိပါဘူးမကောင်းတဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာ
သူကသူစိတ်ွယ်ရလို့ထင်းနေပေမဲ့လို့စိတ်ွယ်ရမဟုတ်ဘူးဆိုတာကိုပြတာပဲဖြစ်တယ်နတ္ထိလောကေရဟောနာမပပကမ္မပကရုပ္ပတောမကောင်းမှုအကုသိုလ်ကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဖို့လောကမှာစိတ်ွယ်ရဆိုတာမရှိဘူးတဲ့ဘာကြောင့်မရှိတာတော့ဆိုရင်အတ္တတိပုရိသသန္တာတိယတိကဟတိဝါနာဝကိုယ်ကစိတ်ွယ်ရလို့ထင်နေပြီမဲ့လို့အဲ့ဒီနေရာမှာကိုယ်ကြည့်နေတဲ့မျက်လုံးတွေဆိုတာလူထဲမှာလည်းမဟုတ်ဘူးကိုယ်လုံးတာကိုမြင်နိုင်တဲ့လက်တွေရှိတယ်ကိုယ်လုံးတာကိုမြင်နိုင်တဲ့လက်တွေရှိတယ်ကိုယ်ပတ်ဝန်းကျင်မှာကိုယ်ကမမြင်ရပေမဲ့ကိုယ်ကိုမြင်နေတဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါကြောင့်မို့စိတ်ွယ်ရဆိုတာမဟုတ်ဘူးနောက်ဆုံးမှာဘယ်သူမှမရှိဘူးဆိုတော့အတ္တတိပုရိသသာနာတိယတိကာတိဝနာဝကိုမဟုတ်တာလောက်တာကိုသိနေတဲ့လူတယောက်ရှိတယ်တဲ့အဲ့ဒါဘယ်သူလဲဆိုကိုယ်တိုင်ပဲသူများမသိဘူးလို့တော့ရှိကောင်းရှိမယ်အဲ့ဒီကိုလောက်တာကိုမသိဘူးဆိုတော့မရှိဘူးဒါကြောင့်မို့အတ္တတိပုရိသသာနာတိမင်းစိတ်ွယ်ရလို့ထင်မနေနဲ့ကိုလောက်တာကိုတော့သိနေတယ်အဲ့ဒီကိုသိနေခြင်းဟာစိတ်ွယ်ရမဟုတ်ခြင်းပဲဖြစ်တယ်လို့ဒီလိုအတွေးခေါ်နဲ့လောကမှာစိတ်ွယ်ရမရှိလို့မကောင်းမှုကောင်းကုသိုလ်လုပ်တဲ့အခါမှာစိတ်ွယ်ရတောင်းမှမလုပ်အောင်ရှောင်ရှားနိုင်ဖို့အရေးကြီးတယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အရဟံဆိုတဲ့ဂုဏ်တော်ဟာလောကလူသားတွေကစိတ်ွယ်ရတွေ့လို့ရှိရင်မကောင်းတာလုပ်တတ်ကြတော့လေမြတ်စွာဘုရားကမြတ်စွာဘုရားဖို့မကောင်းမှုဆိုတာလုံးဝမပြုလို့စိတ်ွယ်ရမှတောင်မကောင်းမှုပြုတယ်ဆိုတာမရှိလို့ဒီဂုဏ်တော်ကြီးကိုရရှိထားတာဒီအရေးချင်းတစ်ခုကိုရရှိထားတာအဲ့တော့စိတ်ွယ်ရကိုမကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်မှတကယ်ကိုကျင့်တရားပြည့်ဝတဲ့ပုဂ္ဂိုလ်လို့ဆိုရမှာဖြစ်တယ်လုံးဝဖြူစင်တဲ့ပုဂ္ဂိုလ်လို့ပြောရမှာဖြစ်တယ်အဲ့တော့လောကလူသားတွေကလုံးဝဖြူစင်တဲ့ပုဂ္ဂိုလ်ဆိုတာအမှန်တမ်းရှားဖရာယဟန္တာမသာလင်စိတ်ွယ်ရရောက်တဲ့အခါမကောင်းမှုအကုသိုလ်မလုပ်တာရှိနိုင်တယ်ကြံတဲ့ပုထုဇဉ်တွေကတော့လွတ်ကင်းမှုဆိုတာအမှန်တမ်းရှားတယ်ပေါ့မရှိဘူးတော့မဟုတ်ပုထုဇဉ်တွေကလည်းပဲအတွေ့အခေါ်မျှော်မြင်ရှိတဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ွယ်ရမှမကောင်းမှုမလုပ်ကြဘူးစင်ကြယ်အောင်နေတယ်လူရှိမှမကောင်းတာမလုပ်သလိုစိတ်ွယ်ရမှလည်းပဲမကောင်းတာမလုပ်ကြဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာပုထုဇဉ်ရဲ့တိုင်ဝိုင်းထဲမှာလည်းရှိတယ်အရိယာဖြစ်သွားရင်တော့လုံးဝဒါကင်းရှင်းသွားတယ်လို့ပြောမှာဖြစ်တယ်အဲ့တော့ကိုယ့်ကိုဘယ်လောက်ထိအောင်ကိုကျင့်တရားကောင်းတယ်လဲဆိုတာစမ်းသပ်ကြည့်ရမှာဖြစ်တယ်ကိုကျင့်တရားဘယ်လောက်ခိုင်မာတယ်လဲကိုဟာဘယ်လောက်စင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လဲဆိုတာစိတ်ွယ်ရရောက်တဲ့အခါမှာလူရှိမှမလုပ်ရတဲ့အလုပ်မျိုးလုပ်နိုင်သလားလုပ်မိသလားလုပ်သလားလူရှိမှမလုပ်ရတဲ့အလုပ်မျိုးကိုယ်ရကြတော့လုပ်သလားလို့ကိုယ်ဆန်းစစ်ကြည့်ဖို့လိုတယ်ပေါ့ကိုယ်စိတ်ကိုအကဲခတ်ကြည့်ဖို့လိုအဲ့ဒါကိုသီလဝိမန္တနာစဆိုတာ50ထဲမှာ350မြောက်မှာပါရှိတယ်ပေါ့ဒီဇာလေးကကိုကျင့်တရားခိုင်မာဖို့အတွက်တန်တင်ပြသဆုံးမပေးတဲ့စက်ကလေးဖြစ်လို့ဒီစက်ဖြစ်လို့ကိုကျင့်တရားအတွက်ကိုသင်္ကန်းစာယူပြီးတော့ပြုပြနိုင်တဲ့အနေအထားမျိုး
ရရှိနိုင်တယ်ပေါ့သင်္ကန်းစာဆိုတာယူပြီးကိုယ့်ကိုပြင်မှအကောင်းဆိုတာဖြစ်တယ်လောကလူတွေဟာကိုယ့်ကိုမပြင်သေးသမျှလူကောင်းမဖြစ်နိုင်ပါဘူးဆရာမိဘတွေကပြင်တယ်ဆိုတာဆရာမိဘတွေရှေ့မှာကောင်းနိုင်တော့လည်းပဲဆရာမိဘရှေ့မဟုတ်တဲ့အခါမှာအကျင့်စရိုက်တွေကပြန်ပြီးတော့နိုးထလာတတ်တယ်ပေါ့အဲ့တော့ကိုယ်တကယ်သူတော်ကောင်းဖြစ်ပြီဆိုလို့ရှိရင်ကတော့ကိုယ်ဖို့မှာမဟုတ်တာလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးအလုံးဟာကိုယ်သိနေရင်ကိုယ့်ဟာကိုယ်သိက္ခာကိုရှက်ရွံ့နေမဟုတ်တာမလုပ်ဘူးလို့ဆိုတယ်ဟိရိဝတ္တပတရားတွေကိုယ့်ရဲ့ထဲမှာအပြည့်အဝရှိနေမယ်ဆိုရင်ကိုယ်ကျင်တရားကိုယ်တဏ္ဍာမှာအပြည့်အဝရရှိပြီးတော့စိတ်ကြွယ်ရမှတော့ကိုယ်ကျင်တရားကောင်းမွန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနိုင်